Hello，老师，哪里吧？地马所以你有几个苹果？你的马有是吧？几个？本来库接的别个老师不老嘞，做的边几个说本来库苹果个本的，你有几个苹果？这马本的本来龙是呀嘞，你有这马是耶几个？本来龙苹果个本的，你有几个苹果？各个家老师没说我，有点别西不喏，没说我。你有几个苹果？对嘛？班里边的东西呀嘞。好比呢，啊，给老师对嘛？不忘本的呼吸嘞，所以你有几个气球？好比呢，那么我对嘛？快本的快西呀嘞，你有几个杯子？老师，我们呀，今年嘛听到了呀呢，对嘛？所以你有几个苹果？对嘛？班里边的东西呀嘞，而对嘛？班里个1、2、3，我有3个苹果，知道吗？班里的东西吧？哎，我有3个苹果。好比呢？OK，而老师题嘛，我有真的吗？是吧？3个冬菇苹果噶班尼尔班尼东龙是吧？而老师，哎呀嘛，班尼后边的差地里沙土路样，老师题嘛，记没？它里个里个老师这到底有标啊？这到底个1、2所以2龙的标连的都没两个里个这到底能龙？那这库雷莫迪个老师个橘子。橘子个零毛地吧，而零毛地啊，这拢因为是伢子咯，一个橘子，好比喏，给拿着苦老说的嘛，他呀阿鲁的毛喏，他鸡蛋加五吧，而加五个本来苦是来一家呀啊，1、2、3、4、5、6、7、8、9，就是说老师过户是来卡家咯，9个加5个不如考来，所以蛋，鸡蛋，鸡蛋。然后这五古龙说了9个鸡蛋，真的吗？这五古龙是吧？所以我真的吗？有是吧？9个鸡蛋，真的吗？这五古龙是吧？好比喏，给后边的嘛，面包个老师把么就让他呼吸了是的嘛，把米大不喏，然后面包不能呼吸了一下没？1、2、3、4、5，五五个面包，把梦啊呼吸吧诶，我有5个面包，真的吗？把梦啊呼吸吧诶。OK，好吧，你嘛 A 里讲，你有几个苹果？对吗？班里本的东西嘞，我有3个苹果，真的吗？班里都东西吧，然后对吗？米大你嘛，老师你还来听到了呀？你有几个鸡蛋？对吗？这本的东西嘞，我有5个鸡蛋，真的吗？啊，这5个东西吧，အဲ့လိုမျိုးလေးလောက်ရှုပြောလို့ရမယ်နော်ဒီမှာဆိုမေးကြည့်မယ်你有几个梨对吗这到底ဘယ်နှလုံးရှိလဲဒီမှာ1、2、3真的吗我有3个梨ဒီမှာဆိုရင်4个橘子လိမ္မော်သီးလေးလုံးရှိမယ်နော်အဲ့ဒါလေးကိုယ့်အကိုမေးဖြေလုပ်လို့ရတယ်你有几个橘子တဲ့မှာလိမ္မော်သီးဘယ်နှလုံးရှိလဲ1、2、3、4我有4个橘子ကျွန်တော်မှာလိမ္မော်သီးလေးလုံးရှိပါတယ်ဒီမှာဒါလေးကြည့်ပြီးတော့ โอเคเนาะဒါလေးကိုယ့်အကိုဖြည့်ကြည့်မယ်โอเค老师ဒီမှာ lesson 9ကဟာလေးကတော့老师田လို့ထွက်ပါတယ်田ကကြ老师လေကွင်းကိုပြောတာပေါ့နော်ဒီပုံလေးတွေကနေပြီးတော့မှဒီအကွက်အကွက်လေးတွေကနေပြီး老师ဒီစလုံးလေးဖြစ်လာတာပါအဲ့တော့ဘယ်လိုရေးလဲဆိုရင်老师ရေးတော့ရေးပြပြီးသားရှူလာမယ်ဟန်ကျကုန်းပြင်ဒီထဲမှာရှုဒီတိုင်းဟန်ဒီလိုလေးရေးအောင်ပါပဲစဒါလေးပေါ့နော်ဒါလေးက田လို့ခေါ်ပါတယ်田ဟုတ်ပြီနော်田ကကြတော့ဆိုလေကွင်းခေါ်တာပါဟုတ်ပါပြီ田အဲ့တော့ဒီမှာဆိုရင်树含着钩横树横ဆိုတဲ့ဟာလေးပဲပေါ့နော်အဲ့တော့田ကကြလေကွင်းလေးကိုပြောတာပါOK老师ဒီမှာ有几个有ကရှိရ几个ဘယ်နှခုလဲအဲ့တော့老师ဒီမှာတည့်ရသေးလေးလေ့ကြည့်လို့ရတယ်အဲ့ဒါလေးကကြတော့数数歌က老师ဆောင်းပွဲမှာလည်းမေးထားရမှာပါ数数歌1、2、3爬大山ဒါရသိပြီးသားရေပေါ့နော် OK lesson 10လေးက他有围巾和帽子